69ဘတ်ထဲနဲ့အသားလုံးတွေစိတ်ကြိုက်ဘူဖေးအဝစားလို့ရနိုင်မဲ့ခောက်ဆဲဆိုင်ကလေးကိုရောက်နေပါတယ်ရှင်။ခုဆိုင်လေးကဝတ်တလုံးတွေအမဲသားလုံးတွေကိုစိတ်ကြိုက်ဘူဖေးအဝစားလို့ရနိုင်မဲ့ကွတ်တီယိုခောက်ဆဲဆိုင်ကလေးပါရှင်။ဆိုင်လေးကခွင့်တာတိတ်မကြလေးပဲမဲ့ပေါ့နော်။ local ရဲ့ဂျာမာကတော်တော်လေးကိုပေါ်ပြူလာဖြစ်နေလို့သစားပြစ်ခဲ့တာပါ။ဆိုင်လေးကိုရောက်သွားတော့သူတို့အသားလုံးဖို့အတွက်ပြင်ဆင်နေကြပါတယ်ရှင်။အသားလုံးတွေကိုသူတို့ကလက်ဆက်နေအောင်ပေါ့နော်။လိုတဲ့ချိန်ကျမှပဲသူတို့ကချက်ချင်းလုံးနေပေါ့နော်။အစားကထင်ခဲ့တာကသူတို့အသားလုံးတွေကိုတစ်စင်ခံယူပြီးမှသူတို့ဘူဖေးရောက်နေလို့ထင်ခဲ့တာပါအခုတော့မဟုတ်ပါဘူးသူတို့ကိုယ်တိုင်အသားလုံးတွေကိုအစားဆုံးလုပ်ပြီးမှသူတို့ဘူဖေးရောက်နေတာပါရှင်ဒီလိုအသားလုံးတွေကိုအစားဆုံးလုပ်လို့လဲသူတို့ဘူဖေးရောက်နိုင်တာလို့ထင်ပါတယ်ရှင်ဒါမှလည်းဘူဖေးရောက်တာနဲ့ဆိုသူတို့ကြိုက်မယ်လို့ထင်ပါတယ်ဆိုင်မှာကဝတ်တလုံးနဲ့မဲလုံးနဲ့ရတယ်ပေါ့နော်အခုချိန်နေတာကတော့ဝတ်တလုံးပါရှင်သူတို့ကအသားကြိတ်သားတွေကိုတော့ခါရဲ ready ရေခဲတက်တာတွေထဲမှာထည့်ထားတယ်ပေါ့နော်ပြီးကြတော့မှလိုတဲ့အချိန်ကျမှတခါတည်းဒီလိုလုံးနဲ့လုံးပြီးတော့မှတခါတည်းပြုတ်တယ်ပေါ့နော်အသားလုံးပြုတ်တဲ့ခါမှာလည်းသူတို့ technique ရှိပုံရပါတယ်ရှင်သူတို့ကအသားလုံးကိုပေါ့နော်ဒီရင်နှွေးကိုပွက်ဆူထဲမှာပြုတ်တာမဟုတ်ပါဘူးသူတို့ပြုတ်တာကိုကြည့်ရသလောက်ပေါ့နော်ဒီရင်နှွေးအေးပေါ့နော်ဒီမပွက်တဲ့ရင်နှွေးအိုးထဲမှာပဲသူတို့က15မိနစ်လောက်ကိုစိန်ယုံလောက်ပဲစိန်ထားတဲ့သဘောလိုမျိုးပါရှင်15မိနစ်လောက်ကြာတော့သူတို့အသားလုံးတွေကိုဆယ်လိုက်ပါတယ်သူတို့ကြည့်ရတာပေါ့နော်ဒီဝတ်တလုံးလေးတွေအမဲသားလုံးလေးတွေကိုထုတ်ဖြစ်စေခြင်းတဲ့သဘောထင်ပါတယ်မီအေးအေးရင်နှွေးအေးနဲ့သူကစိန်ပြီးတော့ပြုတ်လိုက်တဲ့သဘောပါရှင်သားလုံးလေးတွေရပြီဆိုတော့ဒါကတော့ခောက်ဆွဲပြင်းတဲ့ဘက်ပါရှင်စားဝင်လာပြီဆိုရင်တော့သူကခောက်ဆွဲပြင်းတဲ့စီသွားပြီးတော့ကိုပါခောက်ဆွဲစားမလဲရွေးရတယ်ပေါ့နော်ခောက်ဆွဲမှာသူက2မျိုးရပါတယ်အမဲသားခောက်ဆွဲစားခြင်းသလားဝတ်သားခောက်ဆွဲစားခြင်းသလားပေါ့နော်ဒီကတော့ဝတ်သားနဲ့ခောက်ဆွဲယူခဲ့ပါတယ်ရှင်ဆိုင်ပါကခောက်ဆွဲတစ်ပွဲဟုတ်ပေါ့နော်69ဘတ်ရှိတယ်89ဘတ်ရှိတယ်ခောက်ဆွဲကတော့ဘူဖေးမဟုတ်ပါဘူးအသားလုံးပဲဘူဖေးပါရှင်ရှုပ်သွားမလားတော့မသိဘူး69ဘတ်တန်ခောက်ဆွဲတစ်ပွဲဝယ်ပြီဆိုရင်အသားလုံးနေစိတ်ကြိုက်ဝထည့်စားလို့ရပါတယ်ရှင်အဲ့ဒီဘောပါနောက်ထပ်ခောက်ဆွဲထပ်စားခြင်းနဲ့ဆိုရင်တော့နောက်ထပ်69ဘတ်ထပ်ဝယ်ပြီးတော့စားပေါ့နော်အဲ့ဒီဘောပါရှင်ခုရောလိုက်တာကဝက်သွေးရယ်ဟင်းရည်ပူပူရယ်ရောလိုက်တာဒါကတော့ဝက်သွေးဟင်းရည်ပါရှင်ထိုင်းကလူတွေအရန်ကိုစားကြတဲ့ဒီကွတ်တီယိုနဲ့တွဲစားကြတဲ့ပေါ့နော်ဝက်သွေးဟင်းရည်ပါဆိုင်မှာကတော့ဒီအမဲလုံးတွေဝက်တလုံးတွေကိုနောက်ကနေတောက်လျှောက်ဒီလိုလိုက်ဖြည့်ပေးနေတယ်ပေါ့နော်အမဲလုံးတွေဆိုရင်လည်းကောင်းလောက်တယ်ပေါ့နော်ဒီကအမဲသားသိမစားလို့ပါရှင်ဒီကတော့ဝက်တလုံးပဲယူခဲ့ပါတယ်ဒီကပထမဆုံးခောက်ဆွဲတဲ့တော့ဒီ10လုံးလောက်ထည့်ခဲ့တယ်ပေါ့နော်ခောက်ဆွဲကိုတော့အီမာဆိုးတာနဲ့ချင်းဆက်ကလေးစားကျင်တာနဲ့ပေါ့နော်ချင်းဆက်ရည်လေးထည့်ခဲ့ပါတယ်ရှင်ရုပ်သီးလေးတစ်နဲ့ထည့်ခဲ့ပါတယ်ဝတ်တလုံးလေးတွေကလေတကယ် 7-Eleven တို့ဘာလို့မှတကယ်ရောင်းနေတယ်ပေါ့နော် ready made ရောင်းနေတဲ့ဝတ်တလုံးလေးတွေတိုင်းပါပဲထုတ်ကလေးနဲ့ပေါ့နော်ရတာလေးတွေကလည်းတကယ်ကွက်တိပါပဲရှင်ဆိုင်မှာကဒီဝတ်တလုံးလေးတွေနဲ့ချက်တဲ့ပေါ့နော်တခြားမီနူးဟင်းလေးတွေလည်းရပါသေးတယ်ဒါပေမဲ့လာစားကြတဲ့သူအများစုကတော့ဒီဝတ်တလုံးပူဖေးလေးတွေကိုပဲပေါ့နော်ဝတ်တလုံးတွေကိုပဲအများဆုံးစားကြပါတယ်ရှင်ဆိုင်ကိုရောက်တုံးဆိုပြီးတော့ပေါ့နော်ဗီဒီယိုလေးလဲလာချင်တာနဲ့ဆိုပြီးတော့ဝတ်တလုံးလေးတွေထည့်လိုက်ပါသေးရဲ့ရှင်တကယ်တော့ဘိုက်ကတော်တော်ကိုပြည့်နေပါပြီဆိုင်အကြောင်းပြောရမယ်ဆိုရင်တော့ဆိုင်လေးကတက်ရက်တယ်တန်ရှင်းတယ်စနစ်ကျတယ်ပေါ့နော်အရသာကလည်းကောင်းတယ်ပေးရတဲ့69ဘတ်ကတော်တော်လေးကိုတန်တယ်လို့ပြောရပါမယ်ရှင်ဒီကနေတဲ့နေရာနဲ့ဒါနီးရဆိုရင်တော့မကြာခဏသွားစားပြမဲ့ဆိုင်လေးပါရှင်